ကျွေးဆက်နေသူဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ဘဝဆိုတာကဒါတန်တရာဝတ်လို့ပြောကြတော့ဝတ်စင်းရဲမပြတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဝတ်တွေဆက်သွားနေတာဒီဝတ်စင်းရဲတွေကလည်းဘာတွေနဲ့သွားနေတာလဲဆိုတော့မသိခြင်းတရားတတ်မှတ်ခြင်းတရားအစွဲအလန့်တရားအဲ့ဒီတရားတွေကြောင့်မလို့ဝတ်စင်းရဲတွေရှည်နေကြတာအဲ့တော့ကိုပြုတ်ခဲ့တဲ့အရာတွေရှိနေတာမှာဒါတွေကအကြောင်းမပြတ်တဲ့အခါကျတော့အကျိုးတွေဆက်နေတာတော့ကိုကောင်းတာတွေလည်းလုပ်ခဲ့တယ်ဆိုးတာတွေလည်းလုပ်ခဲ့တယ်ဒီဘဝမှာလည်းကောင်းတာတွေလည်းပါတယ်ဆိုးတာတွေလည်းပါတယ်ဘိုးအတိတ်ဘဝတွေကကြတော့ကိုမသိဘဲနဲ့အခုမမြင်နိုင်မသိနိုင်သိနိုင်တဲ့ဉာဏ်လည်းမပါတဲ့အခါကျတော့မသိလို့သာရှိမယ်ကောင်းတာတွေလည်းလုပ်ခဲ့တယ်ဆိုးတာတွေလည်းလုပ်ခဲ့တယ်အဲ့တော့အကောင်းအဆိုးရောပြီးတော့ဒီဘဝမှာကြုံကြတာပေါ့ဒီတော့တစ်ခါတလေကြလို့ရှိရင်အကျွေးလာတောင်းတတ်တဲ့သူမျိုးတွေကိုကိုယ်ကဖြေစွမ်းပေးနေရတော့အကျွေးဆက်နေတယ်လို့ဖြစ်တယ်အဲ့ဒီလိုမျိုးအကျွေးဆက်နေရတဲ့သူတွေလည်းများကြတယ်ကိုယ့်အပေါ်မှာဘာကျေးဇူးမှမရှိပဲနဲ့ကိုကသာတစ်ဖက်သက်လိုတာတွေပံ့ပိုးပေးပြီးတော့အကောင်းလည်းအပြောမခံရဘူးမို့ချိုးမြစ်ချိုးလည်းအပြောခံရသေးလှုပ်လည်းပေးရသေးကျေးဇူးကလည်းမတင်သေးကင်းလို့ကလည်းမရကိုကဖြတ်ချလိုက်ရင်သူဒုက္ခရောက်သွားမှာကိုကြည့်ပြီးတော့ငဲ့နေပေမဲ့လည်းဟိုဘက်ကမသိတတ်ဖြစ်လာပြန်တော့ကိုကရှောင်လို့မရတော့သူ့ရဲ့အထုပ်တွေကိုလိုက်ပြီးတော့ထမ်းပေးရသူ့ပြဿနာတွေကိုလိုက်ပြီးတော့ဖြေရှင်းပေးရအဲ့လိုလူမျိုးတွေကသားသမီးတွေလည်းဖြစ်နိုင်တယ်မိဘတွေလည်းပြန်ဖြစ်နိုင်တယ်ပြီးတော့အပေါင်းအသင်းတွေထဲမှာလည်းအဲ့လိုလူမျိုးတွေပါတတ်တယ်ကိုကမပြတ်နိုင်ဘူးဆိုရင်တော့ကိုဒါအကျွေးဆက်နေတာပဲအဲ့လိုမျိုးကင်းလို့မရလို့ပါဆိုတဲ့စင်ကြယ်လေးပေးပြီးတော့နာနေမှန်းသိရတာနဲ့ဆက်ပြီးတော့သွားနေရတယ်လူသားတို့ရဲ့သဘာဝလူသားတို့ရဲ့အခွင့်အရေးနဲ့ပြောရမယ်ဆိုရင်တော့ကိုရှာတာကိုပဲစားကြတာပေါ့ကိုဘဝကိုတိုင်းပဲယက်တည်ကြတာပေါ့လွတ်လပ်စွာရှင်သန်ကြတာပေါ့သို့တော်လည်းပဲရှောင်လို့မရဘူးဆိုတဲ့အရာကရှိနေတာဟာဘယ်လိုရှုထောင့်ကပဲပြောဝစ်ကြွေးလို့သာပြောရတော့မယ်အဲ့တော့ကိုကဒီမှာအကျွေးဆက်ဆရာရှိတဲ့အကျွေးညင်းနေလဲဘာမှမထူးဘူးဆက်နိုင်ရင်ဆက်မဆက်နိုင်တော့တဲ့အခါကျတော့လေငြိမ်နေလိုက်ပေါ့ဒါကိုစိတ်ဒုက္ခများစွာနဲ့ခံစားနေမယ်အစားဖြစ်သည်များအကြောင်းအကောင်းကြီးပဲပျော်ပျော်ပါးပါးနဲ့တာရှောက်လှမ်းပြီးတော့ရင်ဆိုင်လိုက်ရုံပဲရှိတော့တယ်အဲ့တော့ကိုလိုပဲအကျွေးဆက်နေတဲ့သူတွေလောကမှာအများကြီးပဲအကြောင်းရှိတော့လေအကျိုးတွေဖြစ်နေတာပါလားလို့နားလည်လိုက်ပြီးတော့နောင်ဒီလိုအကြောင်းတွေမဖြစ်အောင်တတိနဲ့ဉာဏ်နဲ့သုံးပြီးတော့နောက်ထပ်ဝိကျွေးတွေလည်းမရပါစေနဲ့တော့မဖြစ်ပါစေနဲ့တော့ဆိုပြီးကောင်းမှုကုသိုလ်လုပ်ရင်ဝိပြတ်အောင်ကြိုးစားဖို့နည်းလမ်းတစ်ခုပဲရှိတယ်အဲ့တော့လုံနိုင်တဲ့အလုပ်ကိုလုပ်မလုံနိုင်တဲ့အလုပ်ကိုလည်းမလုံနိုင်ဘူးဆိုလို့ရှိရင်စိတ်ဆင်းရဲမခံဘဲနဲ့ရှင်းလင်းသာနားနေလိုက်မလုံနိုင်တာကိုမလုံဘဲနဲ့နေနိုင်ခွင့်ကိုမှရှိပြီးသားကိုဘဝကိုတာဝန်ယူတယ်လို့သူဘဝလည်းသူတာဝန်ယူရမှာပဲဆိုတဲ့အချက်ကိုရှင်းလင်းအောင်လုပ်နားလဲအောင်ပြောအဲ့တော့ဒီလိုဆိုရင်တော့ကိုယ်တို့နဲ့ဖတ်ပြီးတော့စိတ်ချမ်းသာခွင့်ရလာလိမ့်မယ်အဲ့တော့ဒီအကျွေးဆက်နေရတဲ့ဘဝတွေကနေလွတ်မြောက်ပါစေလို့ဆုတောင်းပေးတယ်တရားနာသူအပေါင်းနဲ့တော့ကဘာသူကဘာသားအပေါင်းအကျွေးဆက်နေရတဲ့သူတွေဘဝကလွတ်မြောက်ပြီးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ